အခု hit ဖြစ်နေတဲ့ Joshua Vanလေးอ่ะဟိုနေ့ကသူ့ interview လို့ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာသူက2026မှာတဲ့သူကချန်ပီယံဖြစ်ဖို့အတွက်သူ့စာအုပ်ထဲမှာရေးထားပြီးသားတဲ့ထိုးတော့ထိုးကြည့်မှာပေါ့လေဒါပေမဲ့ဖြစ်ရှင်လည်းဖြစ်ဖို့ဖျားလို့တော့ပေါ့ဆိုတဲ့ထဲမှာသူမပါဘူးလေထိုးကြည့်လိုက်မယ်လေမလားဘာဖြစ်ထိုးလိုက်မှာကွာထိုးလိုက်မယ်ဖြစ်တော့လည်းဖြစ်ဖို့မဖြစ်တော့လည်းဘယ်တတ်နိုင်မလဲဆိုတဲ့ထဲမှာသူမပါဘူးသူရဲ့တက်တဲ့ခံချက်လေးမှာကြော်တိချထိုင်ကြည့်တယ်ညချထိုင်ကြည့်တယ်သူမပြောလဲဆိုတော့ကျွန်တော်တစ်ခါရှုံးလိုက်တယ်တဲ့ဘာလို့ရှုံးလဲဆိုတော့ကျွန်တော်ထိုးရင်းနဲ့ကျွန်တော်တွေးမှာမဝင်တဲ့နဲ့တွေးခေါ်တစ်ခုဝင်လာတယ်အားလုံးလည်းလက်ဝဲစိတ်ဝင်စားတဲ့လူတွေတော့ကြည့်မှာပဲအတွေးခေါ်တစ်ခုဝင်လာအဲ့ဒါတော့ငါ့ဘက်တန်ငါထိုးလို့ရတာပဲငါဘာလို့ဖျားကိုလုံမှာလဲဆိုအတွေးခေါ်တစ်ခုဝင်သွားတယ်တဲ့အဲ့ဒီအတွေးခေါ်ကိုဝင်သိမ့်မကြဘူးသူအမောက်သိခံလိုက်ရတယ်အဲ့ချာဆိုသူပါတိသွားလဲဆိုတော့ငါဖျားမပါလို့မရအောင်ဆိုတော့သဘောပေါက်သွားတယ်နော်ဒါဆိုရင်ဖျားမပါရင်ဘာမှလုပ်လို့မရအောင်ဆိုတော့သူသဘောပေါက်သွားတဲ့အချိန်မှာဖျားပါရင်မဖြစ်နိုင်တာဘာမှမရှိဘူးဆိုလဲသူသဘောပေါက်သွားတယ်အဲ့ဒီအချိန်မှာသူစတယ်တော့သူရဲ့စာအုပ်မှာသူရေးချတယ်ချန်ပီယံဖြစ်ရမယ်လို့ဆိုမထင်မှတ်ပဲနဲ့သူထိုးရမယ်ပွဲမဟုတ်ပဲနဲ့အစားဝင်ထိုးလိုက်ရတယ်အဲ့ရနဲ့ဒီဇိုင်းမတက်သွားတာသူချန်ပီယံဖြစ်သွားတဲ့အထိပဲဆိုတော့လူတစ်ယောက်ကတေးသေးချာချာတင်းရဲ့ life အတွက်တင်းတေးချာချာရေးထားတာမျိုးရှိရလားခြိုက်တာမရှိရင်ခင်ဗျလက်သမားတင်းရဲ့ဘဝကိုတင်းလက်သမားလို့တိစောက်နေတာ engineer လို့တိစောက်တာမဟုတ်ဘူး